ဟိုချစ်သူလေးကမောင်တော်ကိုပြောနေတာတိလားဟိုမောင်တော်ရေးတဲ့ပုံလေးတွေတင်အောင်လို့ရလာမောင်ဟာရတယ်ချစ်သူလေးတို့အဲ့လိုပုံလေးတွေတင်အောင်ဖို့အတွက် Viber channel လုပ်ပေးထားတယ်တိလားမမတို့ရဲ့ဖုန်းတွေမှာ Viber သုံးတယ်မလားမသုံးလဲသုံးတော့အခု Viber ရဲ့စက်ကလုံးမှာဦးမောင်စစ်ရန်ကော်တွန်ဆိုပြီးအင်္ဂလိပ်လိုရိုက်ထည့်လိုက်မောင်ရဲ့ channel တက်လာအောင်အဲ့မှာ join ကလေးကိုခလုတ်ကို join လိုက်ဝင် join လိုက် join ပြီးရင်အဲ့မှာမောင်တို့ပုံတွေတင်ပေးထားတယ်တိလားအဲ့ဒီမှာကျတော့မောင်တို့ပစ္စည်းအမျိုးအစားပို့ပြီးစုံစုံလင်းလင်းနဲ့ဒပရိတ်ထဲမှာအပြီးကြည့်လို့ရတယ်တိလားချစ်သူလေး logo တက်မထားဘူးကုန်းနံပါတ်ကလေးတွေပဲပါတယ်ကြိုက်တဲ့ပုံကိုယူစစ်ကိုကြိုက်တဲ့ platform မှာတင်အောင်အဲ့လိုလုံးလို့ရအောင်လို့အဲ့မှာ channel မှာပုံတွေတင်ပေးထားတယ် Facebook တို့ TikTok တို့မှာကျတော့မမတို့ပုံတွေရလဲဟိုဟာတွေနဲ့ဆိုတော့တင်မမတို့ကြည့်ရတာလွတ်လပ်မှုမရှိဘူး channel မှာအကုန်တင်ပေးထားတယ်မြည်သူမဆိုဝင်စစ်ပြီးတော့ကိုအလုံးလို့တာလေအလုံးလို့တဲ့လူအချင်းချင်းကိုအားပေးရမယ်လေမောင်တို့ရဲ့အဓိကရွေးချက်ကတိလားမမတင်အောင်မမတို့တင်အောင်ဖို့အတွက်မောင်လို့ထားပေးတာအဓိကရွေးချက်ကမမတို့ကိုအလုံးလုံးချင်တာအလုံးလုံးချင်စိတ်ဖြစ်ပေါ်လာအောင်တိလားအလုံးလုံးချင်အောင်မောင်ကလေအမြဲတမ်းခဏခဏပြောလို့ရှိမောင်ရဲ့အဓိကစိတ်ခံယူချက်ကကြတော့မောင်ဒီလိုပြောနေရင်းနဲ့လူပေါင်းများစွာတွေကနေပြီးတော့လူတဦးတယောက်ပဲပြောင်းလဲသွားတိုးတက်ပြောင်းလဲသွားသူ့ရဲ့တမိသားစုလုံးတစ်မျိုးလုံးပြောင်းလဲသွားတာအဲ့ဒါနဲတဲ့ကုသိုလ်မဟုတ်ဟုတ်တယ်မလားလူတယောက်ကို9000တသိန်းခုနပြောသလိုပေါ့ကိုတက်နိုင်တဲ့ငွေကြေးကူညီတာထက်အဲ့ဒီကူညီမှုကိုမောင်ကအခုလိုမျိုးကူညီမှုကိုမောင်ပိုကြိုက်အဲ့ဒါအစ်စ်မယ်သူကိုယ်တိုင်အလုံးလုံးတက်သွားတယ်သူ့မိသားစုတစ်စုလုံးပြောင်းလဲသွားတယ်အဲ့ဒါမျိုးကိုလိုချင်တာမောင်ကိုယ်တိုင်လေးပဲတေးသေးလေးကနေစခဲ့တယ်ဒီလိုနေရာမျိုးကိုရောက်ဖို့အတွက်ဒါပေမဲ့တခုလို့ရှိဇွဲရှိရမယ်နောက်မလဲရဘူးဒီနေ့တစ်မျိုးနှစ်ဖက်တစ်မျိုးတော့ဖြစ်လို့မရဘူးဟုတ်ပြီနော်မောင်ဆိုအခုနေထိုင်ပြောနေအော်တို့တွေရဲ့လုတ်တက်ကလူဘဝရဲ့ငယ်ရွယ်နုပြိုမှုအချိန်တက်တန်းတော့လောက်ကိုပေးပြီးသွားပြီလို့ဒီလုံးပုံမှာယူတော့ရမယ်မောင်ကိုယ်တိုင်ယူတော့တယ်ယူတော့တော့မောင်တို့ထမင်းစားရတာမသိဘူးဒီနေ့အထိနော်ထမင်းစားမတ်တက်ကြည့်တယ်ရတာမသိဘူးဝါရကြားတဲ့ဟာတွေဆိုရင်မစားဘူးလှုပ်ချို့ကိုအလုပ်ပေါ်မှာအဲ့လောက်ယူတော့တဲ့အခါကျတော့အောင်မြင်မှုတော့သူလိုလိုက်လာโอเคလားစူးစမ်းကြမယ်တို့ဘာဖြစ်လို့လူဖြစ်လာတဲ့အခိုက်အတန့်အချို့သောလူတောင်လေးကြေသွားခြင်းဒါမှလူပြီးသားဟုတ်တယ်မလားပခုံးနှစ်ဖက်ကြားခေါင်းပေါက်တိုင်းလူမုံရှင်းလားမသိဘူးမောင်ပြောတယ်ဟုတ်ပြီနော်အဲ့ဒါမောင်ချစ်သူစမယ်စူးစမ်းကြစို့မောင်ပြောပြမယ်ကုန်းနံပါတ်ကခုနကမောင်ကြည့်တယ်ခဏတော့မောင်မေးပါလို့ပြကြည့်လိုက်အောင်တုံညဘယ်လောက်လုံးလားဟောတုံည2ရှစ်တယ်မောင်ပြီးအပေါ်မှာပုံတင်ခဲ့မယ်ကုန်းနံပါတ်အမှန်ဒါအခုအရန် hot ဖြစ်ပြီးအရန်ခစ်စားနေတယ်တမူးဝါချီတာသိလားမမတို့မောင် channel မှာပုံတင်ပြီးသွားပုံတင်ပေးပြီးသွားပြီ3 meter အခုမောင်ဝတ်ထားသလိုအင်ကြီးစင်တူဘောင်းမီစင်တူဘာကလေးနဲ့တူကာလာ10အောင်လား3ခိုက်ကြော်ပါတဲ့ဝါချီတမူးသားကိုတမူးမိုးတက်ကလေး9000ကစားယူ11200ဟုတ်ပြီနော်ချစ်သူတွေ